ကျွန်တော်မိကိုမေးထားတဲ့သူက third conditional ဆိုလို့ရှိရင်ဒီ positive ဆို negative ပြောင်း negative ဆို positive ပြောင်းဆိုပြီးတော့ဘာလို့ပြောင်းရတာလဲပေါ့နော်အဲ့လိုပြောင်းတိုင်းမှာအမြဲတမ်းမှားနေလို့ဆိုပြီးတော့မေးထားတာရှိပါတယ်အဲ့အတွက်ကိုကျွန်တော်ကဒီ video လေးနဲ့ပြန်ပြီးတော့ဖြည့်ပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ type 3 conditional ရဲ့သဘောတဘာဝကနောင်တသဘောတဘာဝဖြစ်ပါတယ်နောင်တဆိုတော့သူကအတိတ်မှာဖြစ်ခဲ့ပြီးသားအဲ့လာကိုသူကပြန်ပြီးတော့ပြင်ဆင်ခြင်းတဲ့သဘောနဲ့ပြောတဲ့သဘောconditional ဖြစ်ပါတယ်ပေါ့နော်နောင်တဆိုတော့ကျွန်တော်တို့ grade 11ဒီမြန်မာစာမှာလည်းပါတယ်ပေါ့နောင်တရဲ့ definition ကျွန်တော်တို့ငယ်ငယ်ကလေးချက်ခဲ့ရပါတယ်နောင်တဆိုတာနှစ်မျိုးရှိပါတယ်အဲ့မှာဆိုရင်နောင်တဆိုတာပြုတင်သည်ကိုမပြုမိမပြုတင်သည်ကိုပြုမိသည့်အတွက်အချိန်လွန်မှပူပန်ခြင်းဆိုပြီးတော့ကျွန်တော်တို့ချက်ခဲ့ရတာရှိပါတယ်အဲ့တော့နောင်တနှစ်မျိုးရှိတယ်ဖြစ်ခဲ့ပြီးသားကိစ္စကိုမဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ပြန်ပြောတဲ့အခါသုံးတယ်မဖြစ်ခဲ့တဲ့ကိစ္စကိုလည်းဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ပြောတဲ့အခါမှာသုံးပါတယ်နောက်တာနှစ်မျိုးရှိတယ်ပေါ့နော်ဖြစ်ခဲ့တာကိုမဖြစ်ရင်ကောင်းမှာပဲလို့တောင်းတတယ်မဖြစ်ခဲ့တာကိုဖြစ်ရင်ကောင်းမှာပဲလို့ပြင်ဆင်ခြင်းတယ်ပေါ့နော်ဒီလိုနောက်တာနှစ်မျိုးရှိပါတယ်အဲ့တော့ဒီ type 3 conditional ရဲ့pattern ကတော့if had verb 3 will have verb 3ဖြစ်ပါတယ်ရှိရ if clause ပတ်မှာကျတော့ d နဲ့ verb 3သုံးရမယ် main clause မှာကျတော့ will ရဲ့ ve ရဲ့ verb 3ရဲ့သုံးရမှာဖြစ်ပါတယ်အဲ့တော့ဒီအတွက်ကိုကျွန်တော် example လေးတွေနဲ့ရှင်းပြမယ်ဒါဟိုအားလုံးမှာရှိပြီးသား textbook နဲ့ပဲရှင်းပြမယ် G12 grade 12 textbook page number 94ပေါ့နော်94မှာရှိတဲ့ exercise F ရဲ့1 2 3 4 5ထဲကနေရှင်းပြပေးမှာပေါ့နော်အဲ့တော့F ရဲ့ number 1မှာ she stayed at a hotel သူ hotel မှာတည်ခဲ့တယ်ဆိုဒါကြောင့် it cost her a lot သူ့ကိုငွေကုန်ကြေးကျအရင်များသွားစေခဲ့တယ်တဲ့ဒီစာကြောင်းကို type 3နဲ့ရေးရတော့မယ်ပထမဆုံးကဘာသာပြန်ရမယ်သူ hotel မှာတည်ခဲ့တယ်ဒါကြောင့်မလို့သူငွေကုန်ကြေးကျများသွားတယ်အဲ့လိုမျိုးဒီစာကြောင်းဘာသာပြန်ပြီးသွားပြီဆိုလို့ရှိရင်ကိုကနောင်တဆိုတဲ့ဒီ type 3 conditional ရဲ့ခွင်ထဲကိုထည့်ပြီးတော့မြန်မာလိုပြန်တွေးရမယ်သူဘယ်လိုနောင်တရမလဲသူဘယ်လိုနောင်တရမလဲမြန်မာလိုတွေးလိုက်ပါသူ hotel မှာဒါမတဲခဲ့ရင်သူငွေကုန်ကြေးကျများမှာမဟုတ်ဘူးဒီလိုမြန်မာလိုတွေးမယ် hotel မှာဒါမတဲခဲ့ရင်လို့ပြောတဲ့အတွက်ကြောင့်ဒီ hotel မှာတဲတယ်ဆိုတဲ့ရှစ်စာအကြောင်းကိုဒီ if clause သုံးမယ်ငွေကုန်ကြေးကျများသွားတယ်ဆိုတဲ့စာအကြောင်းကိုကျတော့ဒါ main clause အနေနဲ့သုံးမယ်ပေါ့နော်အဲ့တော့ if she အမတဲခဲ့ရင်လို့နောင်တရမှာဖြစ်တဲ့အတွက်ကြောင့် had not stayed at hotel comma အမှဆိုရင် not ထည့်လိုက်ရတယ်မတဲခဲ့ရင်လို့ပြောတဲ့အတွက်ကြောင့်ထည့်လိုက်တာမြန်မာလိုတွေးတဲ့နောင်တထဲမှာမတဲခဲ့ရင်ဆိုတဲ့သဘော not သဘောပါနေတဲ့အတွက်ကြောင့်ထည့်လိုက်တာသူ့ကိုငွေကုန်ကြေးကျများစီမှာလားများစီမှာမဟုတ်ဘူးလားဆိုတော့ငွေကုန်ကြေးကျများစီမှာမဟုတ်ဘူး hotel မှာမတဲခဲ့ရင်ပေါ့နော်အဲ့တော့ it would not ကအမှထည့်လိုက်တယ်ဘာဖြစ်လို့ထည့်လိုက်တာလဲဒါငွေကုန်ကြေးကျများစီမှာမဟုတ်ဘူးလို့ပြောတဲ့အတွက်ကြောင့် would not have cost her a lot ဒီလိုစာကြောင်းပြန်ရတော့မှာဖြစ်ပါတယ်အဲ့တော့ तू ကတေးခဲ့တယ်လုတ်ခဲ့တယ်အဲ့ဒါကိုကြတော့မလုတ်ခဲ့ရင်ကောင်းပါပဲလို့ပြောတဲ့အတွက်ကြောင့် not ထည့်တာအဲ့တော့ not ပိုင်းထည့်မပိုင်းဖြုတ်လို့ပုံသေးမှတ်မဲ့အစားအဲ့လိုသဘောလေးနဲ့မှတ်ရမှာဖြစ်ပါတယ်နောက်ထပ် number 3ကိုရှင်းပြပါအောင်မယ် you didn't submit your assignment in time so the teacher punished you မင်း assignment အချိန်မီမတင်ဘူးဒါကြောင့်မလို့ဆရာမအပြစ်ပေးတာဘာသာပြန်လိုက်မယ်ပြီးသွားပြီဆိုရင် type 3 conditional ရဲ့နောင်တခွင်လေးကိုထည့်စဉ်းစားမယ်မင်းဘယ်လိုနောင်တရမလဲအချိန်မီတာမင်း assignment တင်မယ်ဆိုရင်ဆရာမအပြစ်ပေးမှာမဟုတ်ဘူးအဲ့တော့အချိန်မီ assignment တင်မယ်ဆိုရင်ဆိုတော့ if you had verb 3နဲ့သုံးပါဖြစ်တဲ့အတွက်ကြောင့် didn't မလို့တော့ဘူး had submitted your assignment in time comma the teacher ဆရာမအပြစ်ပေးမှာလားအပြစ်ပေးမှာမဟုတ်ဘူးလားဆိုတော့အပြစ်ပေးမှာမဟုတ်ဘူး the teacher would not have punished you ဒီလိုအဖြေလေးရတော့မှာဖြစ်ပါတယ်
ဒါကြောင့်မလို့ not ဘာဖြစ်လို့ထည့်တာလဲဘာဖြစ်လို့ဖြုတ်တာလဲဆိုတာကိုဒီဗီဒီယိုလေးကြည့်လိုက်ရင်သဘောပေါက်မယ်လို့ယူဆပါတယ်နားမလည်တာရှိရင်လည်းပြန်မေးပါကျေးဇူးတင်ပါတယ်